artist တွေဂျားထဲမှာတော့ကြက်ထောင်လုံးနေတယ်လေဘာပဲပြောဟုတ်တယ်မလားအဲ့လိုဆိုတော့ပူရိုက်တယ်ရီရောကြီးကကျွန်တော်အဲ့ကကျွန်တော် interview ပါလာမင်းသေးတော့အဲ့ကျွန်တော်လို့ထင်လို့လာမရသေးမလားကျွန်တော်မဖြေးအဲ့ကလေးတိတာနေတယ်ဒါပေမဲ့အဲ့မှာဆိုကုငက်ချင်းတို့ပါလို့ကြောက်ချပြကျွန်တော်ပြောရသေးတယ်ဟောဒီချင်းကျော်ဆိုနေပေါ်မှာပေါ့အဲ့ပြောသူကလေရရဒါပဲဆိုတော့တကယ်တော့မဟုတ်အဲ့ဒါကျွန်တော်မှပေါ်ရမယ်အပတ်ကြမှာသူကအဲ့ဒါကိုလှုပ်ထုတ်တာသူတို့အဲ့လိုမျိုးလေးရှိရဆိုတော့ဒီဟာနဲ့ပြန်ပြီးအလုပ်တွေပြန်စားလုပ်တယ်ဆိုတော့ပြောလို့ရတယ်လေအဲ့ဆိုဟိုကြီးပြတ်တယ်မှာပျော်စရာကောင်းမှာအမတ်တရားတော်တော်ရှိအဲ့ဟာလေဟိုကျွန်တော်လုပ်နေကြအလုပ်လည်းမဟုတ်အဲ့ငါကြောက်သေးတာဟိုကျွန်တော်အလုပ်တွေပြန်စားလုပ်တာအဲ့ဒါနဲ့တော့လူတော်ပြောလို့ရတယ်ဘာလို့ဆိုဟိုကိုဗစ်တွေပါဖြစ်ပြီးတော့လေဘာလို့မှတိတ်ကျွန်တော်မလုပ်ဖြစ်သေးတဲ့အချိန်မှာသူတို့ကျွန်တော်လာခေါ်တာဟိုလာခေါ်တော့ဒီဟာနဲ့ပြန်ပြီးအလုပ်တွေပြန်စားလုပ်တယ်ဆိုတော့ပြောလို့ရတယ်လေအဲ့ဆိုဟိုကြီးပြတ်တယ်မှာပျော်စရာကောင်းမှာနားလက်တဲ့ကန်ဆွဲတဲ့မိအိမ်လင်းရောင်ဟာတော့ပါတယ်ဟာလုံးငုံကဟာ program တစ်ခုနေကျွန်တော်ကြိုက်တယ်ဆိုတာဟိုပါလေဘယ်လိုပြောမလဲကျွန်တော်တို့ဒီ artist တွေဂျားထဲမှာတော့ကြက်ထောင်လုံးနေတယ်လေဘာပဲပြောဟုတ်တယ်မလားအဲ့လိုဆိုတော့ပူရိုက်ဆိုတော့ဒီကနေ့ပြောပြိတ္တဂျားထဲမှာပဲကြက်ထောင်လုပ်တဲ့ program တွေကများတယ်ဒါကြောင့်ဒီအဲမှာတော့ပြန်ပြီးကြက်ထားတယ်ဘာလို့ဆိုကျွန်တော်လည်းမပြောရဘူးလေသိရမလားရီရောကြီးကကျွန်တော်အဲ့ကကျွန်တော် interview ပါလာမင်းသေးတော့အဲ့ကျွန်တော်လို့ထင်လို့လာမရသေးလားကျွန်တော်မဖြေးအဲ့ကလေးတိတာနေတယ်ဒါပေမဲ့ဟိုကျွန်တော်ပြောလိုက်ကျွန်တော်ပေါ်သွားမှာလေတဲ့အဲ့လိုဆိုမပြောရပဲကောင်းတယ်ဆိုပြီးတော့ဟိုစက်တီဆုံးတော့လုပ်တဲ့ဘက်ကလည်းသူတို့ကြဟိုဟာလေရုပ်ရှင်ဘက်ကပြောလို့ရတယ်ဒီဘက်ကကျတော့အဆူဘက်ကလို့ပြောလို့ရတယ်တကယ်တော့လေ freezer တိတ်မတူသိလား freezing တူရင်ပို့ပြီးတိုးမှာလေသိလားတိုးမှာအခုကကျတော့ freezing မတူတဲ့အတွက်သူတို့လည်းနည်းနည်းခက်တာကလည်းဒီ program ဟိုလူတွေစိတ်ဝင်စားအောင်လုပ်ထားတဲ့ဟာလေးမျိုးဖြစ်နေကောင်းပါတယ်ဟုတ်သူတို့တော်တယ်ဆိုတာသူတို့ကလေသူ program မှာသူတို့ကရှိပြီးသားလို့ကျွန်တော်ထင်တယ်သိလားထင်တယ်ဆိုတာသူတို့ကနတ်တယ်ဆိုတာလေဟိုဥပမာဗျာဟိုကျွန်တော်ပေါ်ခန်းကြီးအလဲတွေပေါ့နော်ကျွန်တော်ပေါ်ခန်းကြီးအပတ်တွေမှာဆိုရင်သူတို့ကျွန်တော်ချပေးတဲ့ချင်းသူတို့အဲ့ဒီချင်းတွေဆိုပေးပါဆိုပြီးချပေးတဲ့ချင်းတွေကဥမာကျွန်တော်တန်အေးနဲ့လိုက်တယ်ကျွန်တော်အေးဆိုရင်ကျွန်တော်ပေါ်တယ်ပေါ့ကျွန်တော်ပေါ်သွားကျွန်တော်မှပေါ်သွားတယ်ပေါ့နော်အဲ့လိုဆိုအဲ့မှာဆိုကုငက်ချင်းတို့ပါလို့ကြောက်ချပြကျွန်တော်ပြောရသေးတယ်ဟောဒီချင်းကျော်ဆိုနေပေါ်မှာပေါ့အဲ့ပြောသူကလေရရဒါပဲဆိုတော့တကယ်တော့မဟုတ်အဲ့ဒါကျွန်တော်မှပေါ်ရမယ်အပတ်ကြမှာသူကအဲ့ဒါကိုလှုပ်ထုတ်တာသူတို့အဲ့လိုမျိုးလေးရှိရဆိုတော့PR hint စီးတွေကလည်းကောင်းတယ်ကျွန်တော်အမြင်ပေါ့နော်ဟိုကောင်းတယ်ဟိုသူတချင်းရွေးချယ်မှုကစားကောင်းတယ်လေသဘောကကျွန်တော်ဟိုဖော်သိပြီလို့ထင်တဲ့ခါကျရင်သူတို့တချင်းရွေးတဲ့ဟာအဲ့တချင်းလေးပေါ်မှာပဲနားထောင်ပြီးတော့မှဖော်ဝင်အောင်မှရတယ်ဆိုတော့ကောင်းတယ်ကြိုက်ပါကျွန်တော်တက်ကိုမှန်းလိုက်ပြောပြမယ်ဟာမလည်းပြောဦးနဲ့တက်ထဲနေပြီးတော့ဒီကြီးရဲ့တက်ကိုနှုတ်ပြီးငါပေါင်းတကယ်ပြောရင်ဟိုခင်တဲ့လူကြီးပဲလေသူတို့အဲ့စိန်စုံတော့ဆိုတဲ့လူတွေခင်တယ်အကုန်ခင်တယ်အကုန်တိနေဆိုတော့သူတို့ကလိရလူမျိုးဖြစ်တော့လေသိလားအစားကဆိုရင်တော့အော်ငါနဲ့ပူတယ်ပါရောစိတ်တယ်ကသူတို့ဒါပေမဲ့အဲ့ဂိမ်းရဲ့ကိုယ်ရောက်သွားလေဖြစ်တဲ့ခါကျခုမှပြောရသေးတာသူတို့လမ်းလွဲအောင်ကျွန်တော်ကနည်းနည်းပြောလိုက်ရရင်သူတို့လွဲသွားဆိုကျွန်တော်ပြောအဲ့လိုမဟိုပိုင်စီထုံးလို့ပါဆိုရင်ဟိုတက္ကနိုတွေချရတယ်တက္ကနိုချကျွန်တော်လည်းငယ်ရတက္ကနိုချတော့အဲ့တော့တက္ကနိုတွေကခေါ်ဝေးပဲတာမန်လူမသိဘူးလေသိရမလားအဲ့လိုပြောလိုက်ခါကျ तू ကလွဲသွားတယ်သိမလားဟာငါငယ်တော့တကယ်ချင်းလာပါညာအဲ့မြကျွန်တော်ပြောတယ်မှာကြာမျက်နှာမုံအုပ်ပြီးပြောတယ်ထဲမှာအဲ့လိုပေါ့အခုတော့ဆိုရင်ဘလို့လှည့်စားနိုင်လို့ကိုပြောခဲ့သေးလဲဖြိုးနေဆိုနဲထိုးလို့တော့သိပြီထိုးလို့မှပူကြောက်တော့ပူသိဒီမျက်နှာပေါ်ကချင်းညိုက်ချောအောင်ပဲငါမှန်းတော့တီးသွားပါပဲသိလားဒါပေမဲ့အဲ့အုတ်တိုင်းချင်းမှာကျွန်တော်ပူလို့ရဲတယ်လို့ပဲသိလားအရင်ကကျွန်တော်အဲ့လိုမျိုးစင်ပေါ် performance ပါဆိုကျွန်တော်တိတ်မလို့ရဲဘူးလေသိလားအဲ့ဟာကြီးလုပ်ရခါကျမှကျွန်တော်ပူရဲသွားတယ်လို့ပဲသိလားအဲ့တကယ်တော့အဲ့မျက်နှာပေါ်အုတ်တာဆိုလောလောဆယ်တော့လုံချုံနေသိလားလောဆယ်လုံချုံစိတ်နဲ့လောက်ရတော့ဟိုပို့ပြီးတော့လွတ်လပ်ရှိရလေဘယ်ပြောလဲမသိစိတ်ကွဲရတော့ပါဆိုအဲ့ဒီပြောလာတော့မသိဘူးနော်အဲ့လိုလေဟုတ်တယ်အဲ့ချိန်မှာတကယ်လို့ရဲထူးဆန်းတယ်စိတ်တည်းရေအဲ့ကြောင့်ဟိုအရင်ကဆိုရင်ကျွန်တော်စင်မောဆိုစကားပဲတိတ်မျိုးအခုတော့မှစကားနေပြောအရင်ကဆိုကျွန်တော်စကားပဲတိတ်မပြောအဲ့ပွေပြီးတော့နည်းနည်းလေးဟိုကိုပူရဲလာလေအပြေးပြေးတဲ့ပြောချင်တာတော့
မရှိပါဘူး program ကောင်းတယ်လေဟိုကျွန်တော်ဟိုဘယ်လိုပြောမလဲအခုဒီလိုမျိုး social media တွေဟိုဖြစ်လာတဲ့ခါကျတော့လေအဲ့လိုကောင်းတဲ့ program ဆိုကိုကတစ်ခုတည်းကြည့်ရလေသိလားဟိုချို့အဲ့လို blog တွေပါဆိုရဲအဲ့လိုမျိုး blog ကိုရိုက်တဲ့ကောင်းတဲ့ဟာတွေပါဆိုရင်လေသူတို့မတင်ရင်တော့ကိုကမြင်ရတာလေသိလားအဲ့လိုပေါ့နော်ဘာပဲအဲ့ဟာလေးကြည့်နေချင်းကိုဘွားရဲ့ဟွာပဲလေပန်းပြချိန်မဲဆိုတော့လေအဲ့လိုမျိုးဆိုတော့ဟိုဒီအဲ့ program လေးအဲ့လိုမျိုးလေးဖြစ်ပေးအဲ့လို vibe ပေးနိုင်တယ်လေကျေးဇူးတက်တယ်မှာပျော်စရာကောင်းပါရဲ့ 我看来不每次接受的。